သိခါကြအမလေးဒါဘာဖြစ်လို့ဒါဘာဖြစ်လို့လဲ ပုံစံလေးကိုကြည့်တာ ပုံစံလေးကဘာဖြစ်လို့လဲဘာဖြစ်နေလို့လဲ မင်းတို့ပုံစံလေးအချောက်တယ်အချောက်တယ် အချောက်လို့မပြောနဲ့အချောက်လို့မပြောနဲ့ဘာဖြစ်တိတ်ခါကြတယ်အခုခေတ်မှာဟောအစ်စ်မြင်သွားပြီအချောက်မဟုတ်တော့ဘူး AIDS ဖြန့်ပွားရေးကိုယ်စားလှယ်တွေ ငါ့ကိုနည်းနည်းပေးစားဘာကွာရငါတော့လိုက်မင်းတို့ပေးယူလို့ကျူးစင်းလို့လားဟဲ့ဟဲ့ဦးမြတ်ကောမင်းတို့မရဲကြည့်ပါမကြောက်လား ညောင်ဝေခံတော့ မင်းတို့လေမတန်းစီမင်းတို့ဘာလဲကွာဟမ်ငါဒီပတ်ထန်နေတောင်းတယ်ပတ်ထန်နေတောင်းပြီးတော့အဲ့ပတ်ထန်နေမယ်သွား အေရိုဘစ်နဲ့တက်တာလေ အောက်ပါလေးဗျာ ဟုတ်တယ်ညီမလေးကအေရိုဘစ်တင်နေဟောဒီသူများကတော့ဇက်ထိုးဘစ်တင်နေအေရိုဘစ်နောက်ဆုံးမှာဇက်ထိုးဘစ် လူတန်းမအောင်ခက်လူတန်းမအောင်မင်းတို့ကကျေးဇူးရှင်နေလူတန်းမအောင်ယောက်ျားတွေကအေရိုဘစ်သင်တန်းတက်ရတယ်လို့ဘယ်သူကပြောလဲ အမလေးညီမလေးယောက်ခွဲပြီးတက်တာသမီးကအေရိုဘစ်သင်နာ ရက်ဇက်ထိုးဘစ် ဟောနေပါဦးအဲ့ဒါရိုဘစ်ကဘာပါလားသမီးကအေရိုဘစ်သင်နာဟောသူကအိုင်ရိုဘစ်သင်နာ အိုင်ထဲမှာထိုးနေတာ ဘာလို့အဲ့ဒါမထူတာ သူကဒီရိုဘစ်သင်နာဟိုအဲ့သမီးရိုဘစ်သင်နာ၄ယောက်ပိုင်းတော့၄ယောက်ပေါင်းလိုက်တော့ AIDS ရိုဘစ်သင်နာ အောင်မလေးညာမလေးအဲ့လိုမပြောနဲ့လေမမလာရလေမမလေးရလေကြုံတဲ့နေရာမှာထိုးတဲ့တင်နေအမ အေရိုဘစ်ကလာကြည့်မယ်ကြည့်မယ်တဲကိုကားပြလိုက်စမ်းကားပြလိုက်စမ်း ကပြလိုက်တယ် ကပြလိုက်စမ်းကပြလိုက်စမ်း အိမ်ထဲမှာဘွဲဆက်သွားဖွင့်လိုက်အောင်မယ် တက်တက်သွားလေ ဘွဲဆက်ကိုသွားဖွင့်အောင်မှာဟဲ့ဖွင့်ပြီဟေးတောက်1 2 3 4 မမဘာဖြစ်သွားလဲဟင် မေးတက်သွားလား အဲကြောင့်ထိမ့်သိမ့်မှလို့ပြောတာမိမတို့အသက်အပြင်ဘက်တယ် ဟင်းအဲ့ယောက်ျားလေးတွေပြောမှာ ယောက်ျားကြီးအသက်ပြင်ပလဲမဟုတ်ဘူးဟဲ့နဲ့တော်ပြီတော်ပြီတော်ပြီလို့ အေးမပြောနဲ့တော့လေ ဟာတော်တော်တိုက်ကုန်နေပြီကွာ မင်းကတော်ပြီနဲ့ဘာမှလည်းမလုပ်ရသေးပဲနဲ့များ ဟဲ့ မင်း မင်းတို့ပါဇက်တဲ့ပိတ်ခံ ဟုတ်တယ်တော့တိတ်ဒေဒီကမပြောနဲ့ဆိုမပြောတော့ဘယ်တော့မှလည်းမပြောတော့တိတ်ဆိုတိတ်လိုက်မယ်သူများကြောင့်မပြောကိုကြောင့်လည်းကိုပြောဒေဒီကတိတ်ဆိုတိတ်လိုက်မှာပဲညီတို့လည်းဘာပြောနေညီလည်းဘာပြောနေညီလည်းဘာပြောနေဟာတော့ရှက်စီယာကြီးရှက်စီယာကြီး ဘယ်ကအတုတွေလည်းမသိပါဘူးငါတို့က တမီးတေကိုကြည့်တမီးတေကိုကြည့်ပယံကေ ဟဲ့နဲ့ ပန်းကေနဲ့မေပယံကေ ဟာပယံကေဒါပယံကေဟဲ့အောင်ဒီကတည်းရွက်လာတာအောင်ဒီခဲတွေရွက်လာတာ ရောင်းမြန်တမ်းပြီးတော့ပြန်လန်တင်လိုက်တာ ဟဲ့လေမင်းတို့၄ရလုံးသင်္ချာနားထောင်မင်းတို့ဒီပုံစံနဲ့ဆိုရင်ဒီလုံးရသားဆိုတော့ပိတ်ခါကြအဲ့ဒါမင်းတို့ယောက်ျားဖြစ်အောင်လို့မင်းတို့ငါတကယ်ချင်းတောက်ကြီးစီကိုပို့မယ် နာမရတုတ်ကြီးစိတ်ဝင်စားစရာကြီးလေ တက်စီယာကြီးတော့ တောက်ကြီးဆိုတော့အကိတ်ကြီးပုံနော်မလေးဗျာဝတ်ဘောဘောဘောပွဲတော့မဟုတ်ဘူး တုတ်ကြီးကိုသားမယ် တက်ကြီးကိုဝါမယ်တက်ကြီးကိုစားမယ်တက်ကြီးကိုဝါမယ်တက်ကြီးကိုစားမယ်တက်ကြီးကိုဝါမယ် တုတ်ကြီးဆိုတာဘာလို့လဲ ဟဲ့နေသားတောက်ကြီးဆိုတာငါတငယ်ချင်းတိုင်းလောကမှာနာမကြီးတဲ့တိုင်းဆရာကြီးအဲ့ဒီမှာမင်းတို့သင်္ကန်းပိတ်ခိုင်းဟာ မင်းတို့တော့အမ်တော်ကြီး မလာကြဘူးအဲ့တိုင်းဆရာကြီးမလာ မသွားနဲ့လိုက်ဘူးဟာလိုက်ဘူးဟာ တိုင်းလောကမှာတောက်ကြီးကိုဘယ်လိုရှင်းမလဲမင်းတို့ကဒီကွက်တွေဒါလူလည်းမတတ်တဲ့ကွက်တွေဘယ်လိုလူလာမလဲဆင်းလောက်ကြီးတဲ့လူလာမလားကြားလောက်ကန်တဲ့လူလာမလားတုတ်ကြီးနဲ့တွေ့ရဝတ်သွားဒီတော့လောက်ပညာမကောင်းတဲ့ကောင်းတဲ့ဆိုင်းပုတ်တင်တာတုတ်ကြီးတိုင်းဆရာပညာသိပေးမယ်တနည်းပြည့်ပြီတယောက်မှရောက်မလားကျုပ်ပညာကိုမလေးစားကြတော့ဟဲ့ဒီနေ့ဧည့်သည်လာကိုလာပဲဘယ်လိုဧည့်သည်လာလာရင်လည်းဧည့်သည်လာကြီးလည်းပါတယ်ဟဲ့ကျုပ်လည်းဖင်သေးတယ်ဟုတ်ပါဘူးခွဲလည်းဖင်သေးတယ်အဲ့အဲ့ချင်လို့အဲ့ချင်လို့အဲ့ဒီအဲ့ဒီလာပေးပါလားအဲ့တိုက်ချင်လို့တိုက်ချင်လို့အေးတိုက်ရင်ဝင်နဲ့ဟိုအိရှင်များခင်ဗျာကျွန်တော်တို့အဲ့ဒါတွေလာမှမဟုတ်လို့ကြိုက်တတ်တဲ့ခွဲရှိဖြီလွတ်လိုက်ပါအေးကြိုက်တတ်တဲ့ခွဲတော့မရှိဘူးငါပဲရှိတယ်ဟမ်ဟုတ်ပါဘူးတကယ်တောက်ကြီး